ရန်ကိုလွယ်ကူရိုးရှင်းတဲ့ကြက်ကြော့လုံနည်းလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်။မောင်စုခအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဟင်းချက်နည်းတွေကိုတိလောက်ပြန်လည်မျှဝေပေးနေတဲ့ Silent ပါ။လောက်ရတာရန်ကိုလွယ်ကူရိုးရှင်းပြီးကလေးရောလူကြီးပါကြိုက်တွေးစေမဲ့လုံနည်းလေးဖြစ်ပါတယ်။ကဲအရင်ဆုံးကျွန်တော်တို့စလုပ်ကြအောင်ပါ။စေကြောတန့်ရှင်းပြီးတဲ့ကြက်သားလေးတွေကိုကျွန်တော်တို့အရသာဆက်ပါမယ်။အသားမုံထည့်ပါမယ်။စားအနေငယ်သုံးပါမယ်။ညိုကောင်းမုံအနေငယ်သုံးပါမယ်။အယောင်တင်မုံအနေငယ်သုံးပါမယ်။ပြီးရင်တက်သွန်ဖြူနဲ့ဂျင်းထောင်းတာလေးထည့်ပါမယ်ပြီးရင်ကျွန်တော်သူ့ကိုနှက်ထားပေးလိုက်ပါအနည်းဆုံး2နာရီလောက်တော့နှက်ထားပေးလိုက်ပါအခုကျွန်တော်ပြတ်ထားတဲ့အကျော်မုံကအရသာတွေပါပြီးတော့ကျွန်တော်အရသာပဲထပ်မဆက်တော့ပါဘူးမိမိအိမ်မှာဒီတစ်စိတ်မရှိရင်တခြားကြိုက်တဲ့တစ်စိတ်သုံးလို့ရပါတယ်ကြိုက်တဲ့တစ်စိတ်အကျော်မုံသုံးလို့ရပါတယ်အရင်ဆုံးကျွန်တော်အကျော်မုံလေးထဲမှာကြက်သားလေးထည့်ပါမယ်ပြီးအပေါ်အောက်မှွေပြီးလှန်ပေးလိုက်နေပေးရပါမယ်ပြီးအကျော်မုံလေးစစ်ပြီးရေထဲမှာစိန်ထားပြရမယ်ရေထဲမှာကျွန်တော်တို့10စက္ကန့်လောက်စိန်ပြီးပြီဆိုရင်ရေလေးကိုသေချာလေးပြန်စစ်ရေစစ်ပြီးပြီဆိုရင်ခုနကကျွန်တော်အကျော်မုံလေးထဲမှာပြန်ထည့်ပြီးပါအကျော်မုံထဲမှာထည့်ပြီးအပေါ်အောက်လှန်ပြီးရပါမယ်ဒီသေချာလေးမှွေပေးပါအကျော်မုံလေးတွေချက်သားမှာကတ်သွားအောင်ထက်ခါခုလိုမျိုးပုံစံမျိုးမှွေပေးပါအခါပေါင်း20 30လောက်ရှိပါမယ်ပြီးကျွန်တော်အကျော်မုံလေးကိုခါပဲပြီးရေထဲမှာတစ်ခါပြန်တက်စိန်ပါမယ်ရေလေးစစ်ပြီးပြီဆိုရင်ကျွန်တော်အကျော်မုံလေးမှာပြန်ထက်ပြီးကျွန်တော်နောက်တော့တဲ့ခါဒီချာလေးပြန်မွေပြရပါမယ်ဒီတစ်ချိန်မှာတော့ကျွန်တော်တို့ဒီချာလေးကိုမွေပေးပါပြီးခတ်တွတ်လေးမွေပေးပါခတ်တွတ်မွေပေးမှကျွန်တော်တို့အကျော်မုံတွေကကြက်သားမာလေးကပ်ပြီးတော့ပန်းခတ်ပုံစံလေးနဲ့လပပလေးကြောရွလေးပုံစံလေးဖြစ်လာမှာဖြစ်ပါတယ်တွတ်လက်လေးမွေပေးပါမိမိကအကျော်မုံထူထူလေးကြိုက်တယ်ဆိုရင်နောက်ထပ်တစ်ခါရေစိမ်လို့ရပါတယ်ကျွန်တော်တော့နှစ်ခါဆိုရင်လုံလောက်ပါပြီအရန်ထူသွားရဆိုရင်အကျော်မုံတွေကအရန်ကြီးမကျွတ်ပဲမမာလေးဖြစ်တော့ပါခုပုံစံလေးဆိုကြည့်ပါလပပလေးအကျော်မုံလေးကတ်ရတယ်စက်သားမှာပန်းခတ်ပုံစံလေးဖြစ်နေပါပြီနာမည်ကြီးကြက်ကြော်ဒီဇိုင်းပုံစံပေါ့ကဲစီပူချိန်ကတော့ကျွန်တော်ကတော့160နဲ့180ဝန်းကျင်မှာထားပါတယ်ကျွန်တော်ကြက်သားလေးထည့်ကြောပါမယ်ကျွန်တော်ထက်ချင်းကိုမွေရပါဘူး10မိနစ်2မိနစ်တော့စောင့်ပြီးမှမွေပေးပါမွေပေးပြီးဆိုရင်တစ်ဖက်ချက်ပြီးဆိုတော့မှကျွန်တော်နောက်တစ်ဖက်ကိုလှန်ပေးရပါမယ်ကြော်တဲ့အကြာချိန်ကတော့အားလုံးပေါင်းကျွန်တော်15မိနစ်လောက်ကြော်ထားပါတယ်15မိနစ်လောက်ဆိုရင်အတွင်းနဲ့အသားလေးကလည်းကြက်ပါပြီမြည်ပြင်းလို့မရပါဘူးမြည်ပြင်းရင်တူးသွားတတ်ပါတယ်မြည်ပူချိန်ကခုဆိုရင်မှ150နဲ့160ဝန်းကျင်ကြားမှာရှိပါတယ်ခုလိုမျိုးရွှေအောင်လေးတန်းလာပြီဆိုရင်ကျွန်တော်တို့ကြက်သားလေးဆယ်ထုတ်လို့ရပါပြီကြက်သားလေးဆယ်ပြီးဆိုရင်ကျွန်တော်တို့တန်စကားလေးထဲမှာထည့်ပြီးအေးခံထားပေးရပါမယ်ခုဆိုရင်စားချစ်ပွဲရန်ကောင်းတဲ့ကျွတ်ရွကြက်ကြော်လေးရပါပြီကျွန်တော်တို့တစ်ခါကြက်သားကြော်ပြီးတိုင်းကိုစီလေးကိုတန်ရှင်းလုပ်ပေးရပါမယ်ခုနကြော်ထားတဲ့ကြက်သားရဲ့အကျော်မုံလေးတွေစီထဲမှာကျပြီးတော့တူးသွားတော့ပါတယ်ဆယ်ထုတ်ပြပါမယ်ဒီချာလေးစစ်ပြီးဆယ်ထုတ်ပေးပါပြီးမှနောက်ထပ်တစ်ခါကျွန်တော်ကြက်သားလေးပြန်ကြော်ပေးရမှာဖြစ်ပါတယ်ပြီးတော့အကျော်မုံလေးတွေကိုလည်းကျွန်တော်တို့စကားလေးနဲ့စစ်ပြီးစစ်ထုတ်ပေးရပါမယ်ဒီလိုမျိုးအခဲလေးတွေရှိရဆိုရင်စစ်ထုတ်ပြီးပြစ်ပေးရပါမယ်တုံးလို့မရပါဘူးဒီခဲလေးတွေကဒီချာလေးအားလုံးစစ်ထုတ်ပေးပါအကျော်မုံပုံနေရဆိုရင်လည်းကျွန်တော်တို့တန်စကားလေးနဲ့ဒီချာလေးပြန်စစ်ပြီးတော့နေဘူးလန်းထားပေးပါ6ပါပြီဆိုမှကျွန်တော်အိတ်ထဲမှာထည့်ပေးပါနောက်တစ်ခါပြန်နေသုံးလို့ရပါတယ်မ6ပဲနဲ့အိတ်ထဲမှာမသိမ်းထားပါနဲ့မိုးတက်သွားတတ်ပါတယ်ကဲဒါလေးကတော့စားခြင်းစပွဲအရန်ကောင်းတဲ့နာမည်ကြီးကြက်ကြော်ဒီဇိုင်းလေးပါကလေးရောလူကြီးအကြိုက်တွေ့စေမဲ့ကြက်ကြော်လေးဖြစ်ပါတယ်